ခဏလေးပါလူကြီးမင်းခင်ဗျာဒီဗီဒီယိုကကြော်ညာမဟုတ်ပါဘူးရန်ကုန်မှာကွန်ဒိုဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်ဒီဗီဒီယိုကိုခဏလေးရက်ပြီးကြည့်ပြပါကဲစလိုက်ကြရအောင်ကွန်ဒိုတစ်ခန်းကိုအပေါ်ယံကြည့်ပြီးဝယ်ထားမိလို့စိတ်ညစ်နေသူတွေအများကြီးပါပဲလူချမ်းတွေခိုးဖို့တာကိုဗီဒီယိုထဲမှာထည့်မရိုက်ပြင်မဲ့အပြင်မှာတော့တကယ်ရှိပါတယ်အပြင်မှန်ကြည့်ကောင်းရုံလေးနဲ့ဝယ်မိလို့ခိုးဖို့သူတွေအများကြီးပါပဲကိုလိုတခန်းဆိုတာနဲတဲ့ဈေးမှမဟုတ်တာဗျာပေးရတဲ့ဈေးနဲ့ပြန်ရတာတန်ရန်လားလို့တွေးမိတိုင်းနောင်တမကြရင်ဒီ၃ချက်ကိုမဖြစ်မနေကြည့်ရပါမယ်နံပါတ်1 location နဲ့ပတ်ဝန်းကျင်မိတ်ဆွေဝယ်ထားတဲ့ကွန်ဒိုရဲ့ပတ်ဝန်းကျင်ကဘလောက်ထိအန်ဒီကင်းပြီးတိုးတက်မှုရှိလဲဆိုတာကိုထည့်သွင်းစဉ်းစားဖို့လိုပါတယ်ဈေးသက်သာတာတစ်ခုတည်းကြည့်ပြီးဝယ်လိုက်ရင်ရေရှည်မှာမိတ်ဆွေစိတ်ငြိရပါလိမ့်မယ်နံပါတ်2 developer ရဲ့ခိုင်မာမှုကုန်ကျန်းဈေးတက်လို့ဆိုပြီး project ရပ်သွားတာမျိုးအခန်းမအပ်နိုင်တာမျိုးမဖြစ်ရလေအောင်မိတ်ဆွေဝယ်မယ် project ကွန်ဒိုကဘယ်ကုမ္ပဏီစောက်ထားလဲဆိုတာကိုလေ့လာဖို့လိုပါတယ်နံပါတ်3ပြန်ရောင်းပြန်ငားရလွယ်ကူမှုဈေးဘလောက်တန်မိတ်ဆွေဝယ်မယ်ကွန်ဒိုကပြန်ရောင်းရပြန်ငားရခက်တဲ့ကွန်ဒိုဆိုရင်လုံးဝမဝယ်ဖို့အကြံပြုပါတယ်။အော်ဒါနဲ့အရေးကြီးဆုံးတစ်ချက်ကအခုနောက်ပိုင်းငလင်တွေဖက်စိတ်လှုပ်လာတာကိုမိတ်ဆွေတတိထားမှုပါမိမိရဲ့မိသားစုကတဘာဝဘေးအန္တရာယ်တွေကနေကာကွယ်ဖို့အတွက်မိတ်ဆွေမဲ့ကိုလိုကဘလောက်အထိဖောင်ဒေးရှင်းချထားလဲဆိုတာကိုလည်းထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ဒါဆိုရန်ကုန်ရွှေမြို့တော်ကြီးမှာကိုစီပူပြောခဲ့တဲ့အချက်တွေနဲ့ကိုက်ညီတဲ့ကွန်ဒိုရှိလာလို့မေးခဲ့ရင်ကျွန်တော်အကြိုက်ဆုံးကွန်ဒို၃ခုရှိပါတယ်နံပါတ်1 The Central ကွန်ဒိုပါ The Central ကွန်ဒိုကတော့ကဘာအေးဖျားလမ်းမကြီးပေါ်မှာတည်ရှိပြီးအေးရကန် view ကိုအပြည့်အဝခံစားရပြီးရန်ကုန်ရဲ့အဆင့်မြင့်ဆုံး luxury လူနေမှုဘဝကိုပေးစွမ်းနိုင်ပါတယ်နိုင်ငံတကာအဆင့်မီ facility တွေနဲ့ shopping mall တွေပါဝင်လို့ပြန်ရောင်းပြန်ငားရင်လည်းဈေးကွက်အရန်ခိုင်မှာပါတယ်30%သို့မဟုတ်50%ချပြီးတစ်နှစ်ကနေ3နှစ်အထိရစ်ကြငွေပေးချေမှုပုံစံမျိုးနဲ့လည်းဝယ်ယူနိုင်ပါတယ်နံပါတ်1 The Century ကွန်ဒိုပါ The Century ကွန်ဒိုကတော့လှိုင်မြို့နယ်အင်းစိန်လမ်းမကြီးမေးတင်ပေါ်မှာတည်ဆောက်ထားတာဖြစ်ပြီးတဘာဝအလင်းရောင်နဲ့လေဝင်တွေထက်ကောင်းမွန်တဲ့အခန်းဖွဲ့စည်းပုံများနဲ့တည်ဆောက်ထားတာပါပေးရတဲ့ဈေးထက်ပိုတန်တဲ့အရေးသွေးနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်15နှစ်အထိဘဏ်ချိတ်စနစ်နဲ့လည်းဝယ်ယူနိုင်ပါတယ်နံပါတ်3